ကျွန်တော်ရဲ့တနေ့တာတွေကအမြဲတမ်းပြောင်းလဲနေပါတယ်။တရက်နဲ့တရက်တောင်မှဖြတ်သန်းရတဲ့ပုံစံတွေကမတူပါဘူး။ဒီနေ့တော့ content creator တယောက်အနေနဲ့ကျွန်တော်ရဲ့တနေ့တာကိုဖြတ်သန်းမှာဖြစ်ပါတယ်။မနက်စာစားရင်းနဲ့ပဲ YouTube ကြည့်ပါတယ်။တခါလေရနေပဲ idea တွေရတတ်ပါတယ်။ကျွန်တော်မေးတက်လို့အိမ်မှာပဲတထိုင်နဲ့ to-do list ကြည့်တယ်။လုပ်စရာရှိတာတွေကိုလုပ်ပါတယ်။9 နာရီလောက်ကျတော့ကျွန်တော်အပြင်သွားဖို့ပြင်ဆင်ပါတယ်ဗီဒီယိုပွင့်လိုက်တိုင်းအင်ဂျင်နဲ့ပတ်သက်ပြီးတော့ထွေထွေထူးထူးစဉ်းစားစရာမရှိလို့အမဲရောက်တယ်ပဲရွေးလိုက်ပါတယ်ကျွန်တော်လက်ရှိတော့ photo walk ဆိုပြီးတော့ဓာတ်ပုံရိုက်တာလေးတွေကိုဗီဒီယိုအသစ်တွေလုပ်နေတာမို့လို့ထွက်ရပါတယ်ကျွန်တော်ဒီနေ့တော့ဘန်ကချောင်ဆွဲကြုံမှာတွားရင်ပါဒီဘက်ကိုကူးမယ်ဆိုရင်တော့တေးစီးပြီးတော့ကူးရပါတယ်ဒီဘက်ကျုံးမှာတော့ AAC ပဲဓာတ်ပုံရိုက်တယ်တချင်သားထောင်နေကြောင်တွေးလို့ရှိရင်ကြောင်ကင်ပါတယ်ခဏနေတော့ကျွန်တော်နေ့လည်သာစားပါတယ်ထိုင်းမှာဘန်ဒီပိတ်ခံရတော့ပတ်စံလေးဆောင်ရတာတော်တော်တိုင်ပတ်ပါတယ်ဆိုင်တော်တော်များများမှာလည်း True Money နဲ့ scan လုပ်ပြီးပေးလို့ရတာမို့လို့တော်တော်အဆင်ပြေပါတယ်ကျွန်တော်မှာအချင်းတစ်ခုရှိပါတယ်တခုဦးစားပြီးတိုင်း coffee စားတာပါဒါနဲ့ပဲကျွန်တော် latte တစ်ခွက်မှာတယ်ဒီမှာလဲကျွန်တော် True Money နဲ့ပဲပေးခဲ့ပါတယ်သမင်းစားပြီးတိုင်း coffee တောက်တယ်ဆိုလို့ပေါ့နော်အထင်မကြီးနဲ့ပေါ့ကျွန်တော်တောက်တာ coffee အပြင်းနေမဟုတ်ဘူးဒါ coffee latte ပါနှုတ်များပါတယ် coffee ပဲတောက်တော့အိမ်မှာဆိုလို့ရှိရင်ကျွန်တော် coffee တောက်တယ်ဆိုရင်ဒါနှုတ်တွေအများကြီးထည့်ပြီးတော့တောက်လို့ရှိပါတယ် coffee အပြင်းမကြိုက်ပါဘူးပုံမှန်ဆိုရင်ကျွန်တော်ဒါဓာတ်ပုံမနက်ပိုင်းဆိုရင်ဓာတ်ပုံ series ရိုက်ပြသွားပြီပေါ့နော်ရိုက်ပြသွားပြီဆိုရင်ကျွန်တော် coffee ဆိုင်ထိုင်နေဒီမှာကတ်တွေပြန်စစ်တယ်ပြီးရင်ဒီနာရှုခင်းလေးပါလေးကြည့်ပြီးတချင်းတွေပါနားထောင်အေးချင်းပေါ့နော်ကျွန်တော် photo walk series ကိုကြတော့အေးချင်းချင်းလေးနဲ့ပဲဖြတ်တမ်းမယ်ဆိုပြီးတော့ပဲစဉ်းစားပြီးလုပ်တဲ့နောက်တဲ့ video series အသစ်ပါအဲကြောင့်မလို့ကိုလည်းအေးချင်းနေလိုက်တယ်ပေါ့နော်အပြီးတော့ကျွန်တော်ညနေကျရင်ဟိုမှာချက်တောင်သွားရမှာဖြစ်ပါတယ်ဒီနာ coffee ဆိုင်ပြန်မိုက်တယ်ပေါ့နော်ရှေ့မှာအဲ့လိုကျွန်တော်ရှေ့မှာမြင့်ကြီးရှိတယ်ပြီးရင်အေးချင်းချင်းလေးလေး view နဲ့ coffee တိုင်တောက်သွားမိုက်ပါတယ်ဒီနေ့ပိုင်းတော့ကျွန်တော်စက်တောင်သွားရပါတယ်ပုံမှန်ဆိုရင်တော့တနေ့လုံးအိမ်မှာပဲနေလိုက်ပြင်းလို့မသွားလိုက်တော့မလို့ဒီနေ့တော့ရောက်ဖြစ်အောင်လို့သွားလိုက်ပါတယ်စက်တောင်ကတော့အရင်ရိုက်တက်တာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့အပျော်ဆော့တာပါဒါနဲ့ပဲခဏနေတော့ကျွန်တော်ပြန်ဖို့ပစ္စည်းတွေသိမ်းပါတယ်အိမ်ပြန်လိုက်လို့ရှိတာတခုကတော့ဘာမှဝယ်စရာမရှိတော့မှ 7-Eleven အများကြီးဝင်ပြစ်ပါတယ်ဒီနေ့တော့ဝယ်စရာလေးစဉ်းစားမိလို့ကျွန်တော်နည်းနည်းပါတော့ဝယ်ခဲ့တယ်ဒီမှာလည်းကျွန်တော် True Money နဲ့ပဲပေးခဲ့ပါတယ်အိမ်ပြန်လမ်းကိုတော့ယထာနေအိမ်ကိုဆိုင်ကယ်စီးရရှားပါတယ်အတက်နိုင်ဆုံးခြေလမ်းတောင်းရအောင်လို့လမ်းလျှောက်ပြတာမို့လို့ကျွန်တော်လမ်းလျှောက်ပြီးပဲပြန်လိုက်ပါတယ်အခုပဲအိမ်ပြန်ရောက်ပါတယ်အဲ့တော့ကျွန်တော်ရဲ့တနေ့တာကတော့ဒီလိုပဲပေါ့နော်မနက်ဆိုလို့ရှိရင်အလုပ်လုပ်ဖို့စဉ်းစားတယ်နေ့ရဆိုရင်အဲ့ဒီစဉ်းစားတဲ့ဟာကိုလုပ်တယ်ညနေဆိုရင်တော့ကိုယ့်အကိုအချိန်ပေးပြီးတော့ကြက်တောင်ရိုက်တယ်တကယ်လို့အိမ်မှာပဲနေပြတဲ့နေ့ဆိုရင်တော့ကျွန်တော်ဂိမ်းနိုင်စော့ပါတယ်အဲ့တော့ထိုင်းမှာနေရတာဘန်မရှိတာတော်တော်အဆင်ပြေဘူးနော်ကျွန်တော်အရင်ကတော့ဘန်အပိတ်ခံလိုက်ရပါတယ်အဲ့တော့ဒါပေမဲ့အခုလက်ရှိကတော့ကျွန်တော် True Money နဲ့ဒါသုံးနေရဆိုတော့ scan တွေပဲပေးရလည်းအဆင်ပြေတယ်နောက်မီတာဆောင်းလိုက်ပါဆိုလို့ရှိရင်လည်းအဆင်ပြေသွားရပါတော့နောက်ပြီးတော့အခု True Money ကနေပြီးတော့ AY Pay Wallet ကိုတစ်ခါရဲ့24နိုင်တွေငွေလွှဲလို့ရပါပါတော့အဲ့ဒါလေးရတော်တော်အဆင်ပြေတယ်မဟုတ်လို့ရှင်ချားထဲမှာလို့ငွေလိမ်တာတွေလူလိမ်တာတွေနဲ့ဇလန်းတွေကရှုပ်နေရောအဲ့တော့ True Money အကောင့်လေးဖွင့်လိုက်တာဒါထိုင်းမှာနေတဲ့အချိန်ကတော်တော်လေးအဆင်ပြေသွားပါတယ်အဲ့တော့ကျွန်တော်ရဲ့တနေ့တာလေးကတော့ဒီနေ့တော့ဒီလောက်ပါပဲအိမ်ပြန်တော့ကျွန်တော်အခု Stranger Things ထွက်တာမို့လို့ Stranger Things ကြည့်ပါတော့မယ်အဲ့တော့အဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်တတ်တာပါ